နားမလည်မှာဆိုလို့အထူးသဖြင့်အပြိုများလူပြိုများအိမ်တော်မပြုတ်ရသေးတော့သူများအိမ်တော်မှာကြောက်စရာကောင်းတဲ့အစွန်းနှစ်ဖက်တွန်တွဲနေပါတယ်ဒါကိုသတိထားဖို့ရတယ်ဖြစ်တယ်အဲ့တော့အဲ့ဒီအစွန်းနှစ်ဖက်တွေကိုပြောပြပါမယ်အဲ့ဒါကဘာလဲဆိုတော့အိမ်တော်ပြုတ်ခြင်းဆိုတာကလူသားတွေအတွက်ဘဝမှာဆွဲဆောင်မှုအရှိဆုံးရင်ခုန်စရာအကောင်းဆုံးဖြစ်တယ်လို့စိတ်ဆင်းရဲမှုအပေးနိုင်ဆုံးလည်းဖြစ်ပါတယ်နော်ဒါကိုယုံဆုံးသိပွင့်တယ်ဖြစ်တယ်ဘာလို့ကျမကဒီစန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကိုပြောပြတယ်လဲဆိုတော့အရေးကြီးလို့ပါလူတိုင်းကအိမ်အောင်ပြုတ်ကျင်တဲ့စံသားရှိကြတယ်အိမ်အောင်ပြုတ်လိုက်လို့ရှိရင်ငါရဲ့ဘဝကပြီးသွားမယ်ငါရဲ့အဖေမေနဲ့ပြဿနာတက်တဲ့အရာတွေညီကိုမောင်မနဲ့ပြဿနာတက်တဲ့အရာတွေချုပ်ငိမ့်သွားမယ်လို့ထင်တတ်ကြတာအမှန်တော့နောက်ထပ်ပြဿနာတခုကိုယ့်ပေါ်တင်လိုက်တာနဲ့အတူတူပဲနော်ဒါကြောင့်မလို့ပြဿနာလို့ပြောပြီးဆိုလို့ရှိရင်ဒါအိမ်တိုင်းမှာရှိရဆိုတဲ့အရာကိုသတိထားဖို့အတွက်ဖြစ်တယ်ကိုယ့်ရဲ့အိမ်မှာလည်းမိဘတွေနဲ့အတူတူနေတဲ့အခါမှာရှိနိုင်တယ်လို့ကိုယ်တိုင်အိမ်အောင်တစ်ခုကိုတိဆောက်တဲ့အခါမှာပြဿနာလို့ခေါ်တဲ့စိတ်ဆင်းရဲမှုတွေရောက်လာတတ်တယ်ဆိုတဲ့အရာကိုသတိထားဖို့အတွက်ဖြစ်ပါတယ်နောက်ထပ်စန့်ကျင်ဘက်တစ်ခုကဘာလဲဆိုအိမ်အောင်ပြုတ်ခြင်းဆိုတာဘဝအတွက်လှပတယ်လို့အလွန်အန္တရာယ်ကြီးမားတဲ့အရာလည်းဖြစ်တယ်ဆရာမရဲ့လှပခြင်းနဲ့အန္တရာယ်ကြီးခြင်းဆိုတဲ့စကားလုံးကတွဲဖို့တောင်မကောင်းဘူးလို့ပြောပါလိမ့်မယ်မှန်ပါတယ်ဘာဖြစ်လို့ဒီလိုပြောတာလဲဆိုတော့စိတ်ကူးရင်ဆန်ကြတဲ့အတွက်ကြောင့်မလို့အထူးသဖြင့်လူငယ်ကာလမှာfairy tales လို့ခေါ်တဲ့ကြပြဆန်တဲ့ရုပ်ရှင်ကားလေးတွေကတ်တွန်းကားလေးတွေကိုကြည့်ပြီးတော့နော်ဘယ်လိုထင်ကြလဲဆိုတော့တကယ်ကို happily ever after နော်မင်းသမီးနဲ့မင်းသားစုံသွားတဲ့အခါမှာတခါတည်းဘဝကြီးဟာပြည့်စုံသွားပါတယ်လို့ပြောရင်အဲ့ဒါမှားတယ်အဲ့အချိန်ကမှဘဝကစတာဖြစ်တယ်နော်ဒါကြောင့်မလို့လှပတယ်လို့ထင်ရပေမဲ့အထဲထဲမှာစိန်ခေါ်မှုများစွာပြဿနာများစွာအန္တရာယ်များစွာရှိနေပါတယ်အကယ်၍အဲ့ဒီအရာကိုကိုကကောင်းကောင်း handle မလုပ်နိုင်ဘူးဆိုရင်အသက်အန္တရာယ်ဆုံးရှုံးသွားတဲ့ခင်မွန်းတဲ့ဇနီးတွေအများကြီးရှိပါတယ်မယုံရင် online မှာ search လုပ်ကြည့်ပါเนาะကျမတို့ကြားနေရတဲ့သတင်းတွေအားဖြင့်လည်းကျမတို့သိနိုင်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့အိမ်အောင်ပြုတ်ခြင်းဆိုတဲ့အရာကဝမ်းမြောက်စရာနဲ့ပြည့်စုံတယ်လို့စိတ်ပြက်စရာများစွာရှိပါတယ်အဲ့ဒါကိုသိကျင်တယ်ဆိုအိမ်မှာရှိတဲ့အဖေနဲ့အမေကိုသွားမေးကြည့်ပါเนาะအိမ်အောင်ကြဖူးထားတဲ့ဦးလေးအတော်တယောက်ကိုသွားမေးကြည့်ပါအဲ့တော့ဝမ်းမြောက်စရာရှိတယ်လို့စိတ်ပြက်စရာများစွာစုစည်းထားတဲ့အရက်ဖြစ်တယ်ဆိုတဲ့အရာကိုလည်းသိထားတဲ့တယ်သူတို့ဘာတော့မသိဘူးကျမဆိုရင်အိမ်အောင်ပြုတ်ပြီးနှစ်ပတ်အကြာမှာငါအိမ်အောင်ပြုတ်တာမှားသွားပြီလားလို့တောင်မှခေါင်းထဲမှာရှိဘူးတယ်ဒီလိုပြောလို့ဆရာဆုံးမကောင်းတာမဟုတ်ဘူးနော်ကျမပြောပြမယ်မမျော်လင့်ထားတဲ့အရာတွေဆိုအမြဲတမ်းရှိတယ်ဆရာဆုံးကအိတ်တဲ့ချိန်မှာဟောက်တတ်တယ်ကျမကနာအရင်ပါတယ်အတန်သမားဆိုတော့အဲ့တော့ခေါင်းရဲမှာသခိုးသွားရင်သိတယ်ခွေးသွားရင်လည်းသိတယ်အရင်နားပါတဲ့အဖွဲ့တွေကပါတယ်ပေါ့နော်ချင်လာဝီခွင်းနေဆိုတာနဲ့ချက်ချင်းနိုးတဲ့အဖွဲ့တွေမှာပါတော့ဆရာစောကဟောက်တဲ့အခါမှာတင်မောခုံမောင်းတယ်လို့ပဲဒါပေမဲ့အခုတော့တော်တော်လေးပြောင်းလဲလာပါပြီဘုရားသခင်ကြီးစုတော်အားဖြင့်ပေါ့နော်အာမင်နဲ့သူ့ရဲ့ပြိတ္တလည်းရှိတာပဲအဲ့တော့ကျမကအိမ်တော်စကြတဲ့အခါမှာဆရာစောဟောက်နေတော့ကျမပြောတခါမှလည်းမအိပ်ဘူးလေ तू ကဟောက်နေတဲ့အခါမှာဘယ်လိုလုပ်ရမှာလဲမသိဘူးလေကိုနဲ့အတူတူရင်တော့ငယ်ငယ်တော့အိပ်ခဲ့တဲ့ဆမမေးဒီကလည်းမဟောက်ဘူးနော် तू ကဟောက်တတ်တဲ့အဖွဲ့ထဲမှာမပါတော့ဟာဘယ်လိုလုပ်ရမလဲမသိဘူးနောက်ဆုံးကြတော့တရက်လဲအိပ်ရင်မို့ကမနေ့ကျရင်လဲထမင်းဟင်းကထားချက်ရသေးတယ်ထားချက်တော့လဲလက်စစ်မီးနဲ့မဟုတ်ဘူးအဲ့ဒီခေတ်ကမီးသွေးနဲ့ထားချက်ရတာမနေ့ဆိုလဲအစိုးရသွားဝယ်ရတာရေခဲတက်တာဆိုတဲ့အရာ